ဘာလို့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဖက်ခနုံ BS နာမကြီးရဲ့ဒီမာဇာရုဂျပန်ဆိုင်ကိုတော့မှာပါဒါကတော့ဝင်ချင်း8ဒီကိုသူတို့ပေးရတယ်ပေါ့နော်သူကမပေးရင်ကျွန်တော်တို့ဝင်ချင်းနည်းပါအော်ခံလိုက်ရသေးတယ်ဆိုင်ပိုင်းရှင်ကအဖွားကြီးတွေဒါကတော့ဒီဆိုင်နဲ့စောင့်ဝင်နေဟာပေါ့နော်ဒီဆိုင်လေးကိုသွားခြင်းတော့ကျွန်တော်စူကူဘေးပေါ်ကနေဒီစူကူဘေး LED 69မှာချိုးလိုက်ရင်လည်းရတယ်ပေါ့နော်ဒါမှမဟုတ်ဝန်နုဘက်ကလာမယ်ဆိုလဲကျွန်တော်တို့ဒီစူကူဘေး81ကနေဒီ PD 3တဲ့ကိုချိုးပြီးတော့ဝင်လိုက်ရင်လည်းရတယ်ပေါ့နော် BDS နဲ့လာမဲ့သူတွေဆိုရင်တော့ဒီ BDS ဖက်ကလုံးမှာဆင်းပြီးတော့လမ်း5မိနစ်10မိနစ်လောက်လျှောက်လိုက်ရင်ရတယ်ပေါ့နော်အဲ့တော့ဒီဆိုင်နဲ့ရောက်ပါပြီဆိုင်ထဲမှာတော့မြင်နေတိုင်းပဲ figure တွေများတယ်ပေါ့နော်ဒီဘန်တိုင်း figure တွေ bamboo story ဒီမှာကဒီသူကဘူးတွေမှာလို့ first hand နဲ့ဒီ second hand ဆိုပြီးလို့ခွဲပြီးထားရပေါ့နော်ပါကင်နဲ့ပါကင်ဖောက်ပြီးသားဆိုတဲ့သဘောပေါ်လွယ်ပြောရင်ရှေးရတော့သူကနဲ့တူစားစားရှိရယ်ကျွန်တော်မြင်ရတော့ဒီဆန်ကဒီဈေးတွေတချို့ဟာလေးကြတော့နည်းနည်းများတယ်ပေါ့နော်ဒါပေမဲ့ပုံမှန်ဈေးတွေလိုပါပဲအရင်ကြီးတော့ဈေးရမ်းတော့မကြည့်ဘူးပေါ့နော်ဝယ်ပြောပါတယ်ဒီဆန်ကတော့ဒီဆိုင်ကျွန်တော်ဘန်ကောက်ဆော့ရောက်ချင်းကနေကသွားကျင်တာပေါ့နော်အရန်သွားကျင်တာဒါပေမဲ့ခုမှဒါရောက်တာပေါ့နော်ဘန်ကောက်မှာရောက်ပြီးတစ်နှစ်ကြာပါဒီဆိုင်ကအပြင်ကကြည့်ရင်ရောတေးသေးလေးပဲပေါ့နော်ဒါပေမဲ့အဲမှာတော့သူက3တက်တောင်ရှိရနှစ်ထပ်ပဲကျွန်တော်တို့ကြည့်လို့ရပါပေါ့အပေါ်3တက်ကတော့အပေါ်3တက်ကတော့သူတို့ပစ္စည်းထပ်သိမ်းထားပါဆိုင်မှာအယုတ်တွေတော်တော်စုံနေပေါ့နော်ဒါပေမဲ့ဒီ SAF figure တွေတော့တိတ်မတွေ့ရဘူးပေါ့SAF figure ဒီမှာ anime ရုပ်တွေ animation တွေအဲ့လိုရုပ်တွေကတော့အများကြီးရှိရပေါ့ blind box တွေတခြားဒီမှာပဲ SH figure တွေမရှိဘူးပေါ့ခုနကကျွန်တော်လက်ထဲမှာကင်ထားတဲ့ဒီအဝါရောင်ကက်ပြားတဲ့ဒီ8ဒီပြန်ရွေးရတာပေါ့ဝင်ရင်းတော့ဒီဘာလို့ကြီးရကျွန်တော်မသိဘူးဒီတိုင်းဖုန်းကင်ပြီးတော့ဝင်သွားဆိုတော့ဇောအော်ပြီးတော့ပါလေးဆိုတော့သူကဒီလွယ်တွေထဲမယူခိုင်းတာပေါ့ကျွန်တော်တင်သူတို့ပြောတာဒီပစ္စည်းတွေပဲပျောက်ဖူးလို့အားကြောင့်လောက်ရတာဆိုပြီးတော့အဲ့တော့ဒီ blue sea တွေပါသူစီရတယ်လို့ဒီချိုးချောင်းရမှာဆိုပြီးတော့အရှာကျတော့မရှိပါဘူးဈေးတွေတော့ပုံမှန်ပါပဲဒီမှာဘာဘီရုပ်တွေပါဘာဘီရုပ်ကိုဒီ second hand နေပေါ့ဈေးတွေတော့2000ဝန်းကျင်နေပေါ့ဒါတော့ဒီ blind box လေးပေါ့ကျွန်တော်1တွဲနဲ့ကင်မလားဆိုပြီးတော့ကြည့်ခဲ့တဲ့ဟာလေးပေါ့ blind box မှာဒီဆိုင်တစ်ခုကောင်းတော့ blind box တွေအများကြီးတော့မရှိဘူးပေါ့နည်းနည်းပဲရှိတာထိုင်းမှာဆိုင်နေတော့များများ blind box တွေကတော်တော်ပေါ်တယ်ပေါ့ဆိုင်တိုင်းလို့တင်နေပေါ့ဒါတော့ဒီ blind box ကိုအစားအပုံစံလေးနဲ့ဒီခုံလေးတွေ helmet လေးတွေအဲ့လိုပုံစံမျိုးလေးပေါ့သူဒါတော့ဒီရောင်းတာလားမရောင်းတာလားမသိဘူးသူတို့ show လုပ်ထားတာပေါ့ဒါနဲ့ကျွန်တော်အောက်မှာမာပဲ figure တွေတွေ့ရတယ်အပေါ်ကိုသွားကြည့်မယ်ပေါ့နော်အပေါ်တက်ချင်းလေးကားလေးလည်းတော်တော်လေးလှတယ်ပေါ့နော်ဒီမှာရေးထားတဲ့အပေါ်မှာဘာတွေရှိလဲဆိုပြီးတော့ Gambler ဒီမာပဲ figure တွေရှိမှာပေါ့အပေါ်ထဲလည်းဒီကျွန်တော်အရင်မကျေဘူးလို့ထင်တာပေါ့ဒါပေမဲ့အပေါ်ထဲလည်းတော်တော်ကြီးကိုကျေတယ်ပေါ့နော်ရုပ်ဆိုင်အဲ့မှာဒီကျွန်တော်တို့ဒီ pulseless figure လေးတွေ acid figure လေးစပြီးတော့တွေ့ရတယ်ဒီမှာပဲ figure တွေပါဒါပဲရှိရပေါ့နော်မှာပဲacid figure တွေလည်းတရုတ်စာပဲတွေ့ရပေါ့အများကြီးမတွေ့ဘူး acid figure တွေတော့တန်ရတယ်ပေါ့နော်သူဈေးလေးတွေ900 800အိမ်ဝင်ရင်လေးပဲဒါပေမဲ့ main character တွေတော့မရှိဘူးပေါ့ side dish ပဲရှိရပေါ့ဒါတော့ဒီဂျူဂျေစုခိုင်ဆန်ကြီးစတွေ့ရပြီပေါ့ဂျူဂျေစုခိုင်ဆန်ကြီးဒီအများကြီးပဲကျွန်တော်ထင်ဒီဘန်ကောက်ကဘန်ဘယ်ဆို showroom ထက်တောင်မှအယုတ်ဒီပူများရပေါ့ဒါတော့ဒီကျွန်တော်ပဲသုံးသွားပါအပေါ်မှာအယုတ်ဒီပြီးပဲဒါပေမဲ့ဝင်လို့မရဘူးဒီဘက်မှာတော့ဒီကျွန်တော်တို့ဒီ model kit ကားတွေရှိမှာနောက်ပြီးတော့ဒီ jukebox ကဒီအယုတ်လေးခေါင်းကြီးကိုဒီအယုတ်လေးရှိမယ်အားမသိဘူးကောက်ကန်လိုက်တာအဲ့ပြီးတော့ဒီဘက်မှာကဒီ ဒီချင်းစုခိုင်ဆန်လေးဒီထားရပါတော့
နောက်ပြီးတော့ဒီဘက်မှာကျွန်တော်စုနေကြဖြစ်တဲ့ WCL လေးစတွေ့ရပေါ့ WCL လေးတွေကဈေးများတဲ့ဟာများနေတဲ့ဟာများလို့ပုံစံကြီးပေါ့ကျွန်တော် age ကိုလိုချင်တာဒါပေမဲ့သူ first hand ကို300လောက်ပေးရပါဒီချိန်မှာအများဆုံးကဒီ one piece figure တွေတော်တော်များ one piece တွေအများကြီးရှိရဒီ mami ရောတော့ကျွန်တော်သဘောကျတယ်ပါတယ်ဒီ DH တွေ SMB တွေဒီ CSM Kamen Rider ခပတ်တွေအဲ့လိုမျိုးတွေအများကြီးရောပေါ့ Kamen Rider အယုတ်တွေလည်းအများကြီးပဲဒီ Shuro တွေဘာတွေပညာတရက SA figure တွေညနေတိုင်းမှာ DH ဒီချက်ရုပ်တွေရှိရပေါ့နော်ဒီ log galaxy ကတော့ဈေးသက်သာဆိုပြီးရတယ်ဒါပေမဲ့ဓာတ်နဲ့လက်သီးတော့မပါဘူးအဲ့ကောင်အသက်ပဲဆိုတော့ဒါကတော့ဒီဘက်မှာတော့ဒီ one piece figure တွေပေါ့နော် Ichiban တွေ DHF တွေစာရှိရတယ်အများကြီးပေါ့အများကြီးကိုရှိရဒီမှာတစ်ခုကောင်းတာဒီ bio တစ်ခုမှဒီလို theme လေးခွဲထားတာပေါ့နော် one piece ဆိုလဲ one piece Dragon Ball ဆိုလဲ Dragon Ball တွေနောက်ပြီးတော့ဒီ Jujutsu Kaisen တွေ Demon Slayer တွေအဲ့ဒါတွေအဓိကထားပြီးတော့ခွဲထားပါဘော bio တစ်ခုချင်းဒီမှာဒါကတော့ဒီကျွန်တော်လိုချင်တဲ့ WCS တွေပါဒီကျွန်တော် Sanji family လည်းဒီလိုချင်တယ်ပေါ့နော်ဒါပေမဲ့တစ်ကောင်2000လောက်ဖြစ်နေရတော့တော်တော်များတယ်ပေါ့ fast hand လို့တောင်ရေးမထားဘူးကျွန်တော်တို့တခြားနေရာတွေမှာရှာရင်ဒီထက်ဈေးသက်သာနိုင်တယ်ပေါ့အဲ့တော့ဒီ Dragon Ball တွေကဒီ age ပါတာဒီလို figure လေးတွေတော့ဈေးပုံမှန်ပဲကျွန်တော်ဒီ showroom အဈေးနဲ့တိတ်မကွာဘူးပေါ့နော်ကျွန်တော် blog တွေမှာရှာကြည့်လို့ရတယ်ဗန်ဘဆို showroom တွေဘယ်မှာရှိလဲဆိုတာတော့ဒီ YouTube channel မှာလည်းရှာကြည့်လို့ရပါဘူးဒါပေမဲ့ဒီပုံမှာရုပ်ဝယ်ကျွန်တော်ဒီကောင်တာတယောက်ကိုပြောပြီးတော့တကားလက်ပေးလို့ရပါဘူးတကားတော့ခတ်တဲ့ဟာကိုလက်ခံလို့ရတယ်နောက်ပြီးတော့ပတ်စံရှင်တော့အောက်မှာပဲရှင်းရပါအောက်မှာကျွန်တော်ပဲ borrow နေရာကိုမှရှင်းရတာဒါဒီဘက်မှာတော့ဒီညနေတိုင်းပဲ one piece တွေပဲပြည့်တာပေါ့ second floor တစ်ခုလုံးอ่ะ one piece တွေဒီအသေး site အသေးကြီးတခုကောင်းတာဒီဆိုင်မှာကျွန်တော်တို့သေးချာမှွေနောက်မယ်ဆိုတဏီကုန်နိုင်နေပေါ့နော်အယုတ်တွေကလည်းဒီအောက်ကနေဒီကျွန်တော်ဒီသူတို့ခေါမိုးထိရပေါ့နော်အဲဆိုလူဖီပါအစစ်ချိုးပေါ့အစစ်ဖီကလောက်တော့စီမကြည့်ဘူးလို့ပဲပြောပါမှာအရင်ပါရှင်းဆိုတော့သူတို့ဒီမှာနောက်လီဂိုဒီလိုလီဂိုလည်းရှိရယ်အဲတော့ဒီကျွန်တော်က DHF တွေပေါ့အပြည့်ပဲပေါ့နော်တခုကောင်းတာဒီလိုအကုန်လုံးအစီကြီးနဲ့ခွဲထားတာပေါ့နော်ဘောက်တော့ဒီထည့်ထားတော့မဟုတ်ဘူးဆိုင်မှာ web reference ဆိုလဲသူတို့ reference လေးပဲထည့်ထားပေးရပါတော့ဒီကတော့ My Hero Academy ပါဒီဘက်ဗီဒီယိုတွေက My Hero Academy နဲ့သူတို့အဲ့လိုတက်လေးခွဲပေးထားတာပေါ့နော်ပြီးတော့ဒီ show ပြတဲ့အယုတ်ဆိုရင်လည်းဈေးနဲ့နဲ့ချိုးတယ်ပေါ့နော်အဲ့လိုမျိုးလဲဝယ်လို့ရတယ်အားမဟုတ်ဘူးဘူးပါခင်မှာလိုချင်တယ်ဆိုလဲရတယ်ပေါ့ဒါတော့ဒီ figma တွေပေါ့ animation တွေကကျွန်တော်ကအရင်မကြည့်တော့တိတ်မသိဘူးဒီမှာဒီ Kamen Rider တွေလည်းရှိရယ် SAF Kamen Rider တွေချာဒီကျွန်တော်ကပတ်ဒီပါညာပေါ့ဒါတော့ဒီ UFBU ကတော့ညနေတိုင်းပဲစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါတော်တော်လေးကိုရုပ်ချင်းရမိုက်တယ်ဒီပါဒီလိုတခုအောင်တာဒီလိုအစစ်ချိုးဒီအစစ်ရွှေကတွေကျွန်တော် box let နဲ့ဒီလိုအဲ့လေးနဲ့စုထားပြီနော်အဲ့လိုမျိုးလေးနဲ့ချီရှာပြီးဝယ်နေတန်တယ်ပေါ့ဒါကဒီမှာဒီ Naruto တွေပေါ့ Naruto လည်းအများကြီးကိုရှိရပါဒီ video ကတော့ကျွန်တော်ထပ်ပြီးတော့ကြပါဒီမှာ transformer တွေတော်တော်လေးကိုရှိရပါတော့ transformer ဘယ်ပြီးပါညာအဲ့လိုမျိုးဒီမှာ16တွေလည်းရှိရပါတော့ဒီဘက်မှာတော့ဒီ silicon ပါညာလို့ရုပ်ဒီ16အစစ်ချိုးတွေဒါတော့ဒီ Demon Slayer ကြီးပဲမြင်တဲ့အတိုင်းပဲဘူးတွေအပေါ်မိုးထိုးနေဒါတော့ဒီဓာတ်တွေပါညာဒီ video ထဲမှာတော့ဒီ animation figure တွေပါပဲဒါတော့
တူအထက်ရောက်ပြန်ပြီဒီလိုချင်းနှောင်းလေးတွေထည့်ထားရတော့ဈေးချထားပါဒါဒီ SC figure ကိုကျွန်တော်တွေ့ရပါဒီ camera rider ဈေးတွေနဲ့သူပစ္စည်းတန်တာလေး second hand မှာ pause lab ဒီမီဂျာဆက်ကတော့တော်တော်လေးမိုက်တယ်ဒီအောင်မှာကျွန်တော်တွေ့ရတာပေါ့ဒါပေမဲ့ SC ချိုးတော့မဟုတ်ဘူးဒီ figure ပုံစံမျိုးအဲ့ပြီးတော့ကျွန်တော်ဒီဘက်ကိုဆက်သွားမယ်ဒီဘက်မှာတော့ gambler တွေ content တွေအများကြီးပဲတွေ့တယ်အဲ့တော့ဒီကျွန်တော်တို့ဒီ edit ရုပ်တွေပေါ့ဒီ video ထဲမှာတော့ချိုးရဆိုကျွန်တော်မသိဘူးအဲ့တော့ဒီ capture လုံးကြီးလည်းရှိရပေါ့ဆိုင်တော်တော်လေးကိုပစ္စည်းစုံတာဒီ animation ရုပ်တွေဒီ anime ရုပ်တွေ Bumper Story အဲ့လိုမျိုးတွေအဓိကထားရောက်အောင် Bumper Story ဆိုတော်တော်ကိုများတာဘူးတွေမှပြည့်တက်ပြည့်ညက်အဲ့လိုမျိုးရုပ်တွေအစစ်ချိုးတွေရောသိမရှိဘူး WCF တွေလည်းပေါ်တယ်အဲ့တော့ဒီ fabric တွေလည်းရှိရပေါ့ fabric တွေဟိုမှာဝယ်ရင်တော့ဆိုလဲဝယ်လို့ရတယ်ဒီဆိုင်မှာဒါနဲ့ဒီအောက်ကတောင်းနေပဲကျွန်တော်တို့လိုက်ကြည့်ပြတယ်ပေါ့ဈေးဘာညာတန်မလားဆိုပြီးတော့မရှိပါဘူးအောက်ကတွေတော့ကြိတ်တွေဒီကြီးချင်းနေဘာညာအဲ့လိုမျိုးတွေပါပဲပုံမှန်ဟိုလို figure တွေတော့ဈေးမချဘူးအဲ့ဒါနဲ့ကျွန်တော်လည်းဒီ blind box လေးဝယ်မယ်လို့စိတ်ကူးထားဝယ်ရမွေးခဲ့ပါဘူးအားမွေးနေဒီတိုင်းပြန်လာတာဗီဒီယိုရိုက်ပြီးတော့ဒီဆိုင်ကနေထွက်ရင်လမ်းထဲမှာဒီညာစည်းလည်းရှိရပေါ့နော်ဒီ Ready 3ထဲမှာဘားတွေကလည်းဒီလည်းအများကြီးရှိရအနေခန်းနေပါညာတွေသွားခြင်းလည်းတစ်ခါလေးသွားလို့ရတယ်သုံးတီကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်